အောင်မြင်မှုကိုကျွန်တော်တင်ခဲ့တဲ့လူတွေအဲ့တော့ကြောင့်မလို့ဒါမင်းကကျွန်တော်ဗျာတဲ့ညာကြီးဆိုလဲတဲ့2သိန်းပဲပြီးတာကျွန်တော်9သိန်းတန်နေတဲ့အဲ့လိုတော့ပြောတာကိုကြီးကို9သိန်းတန်တယ်ညီလေးကလည်း9သိန်းကတော့ဗျာမဟုတ်ဘူးကျွန်တော်တန်ဖိုးဗျာတဲ့ကျွန်တော်ရဲ့တန်းနေထားရဒီအကိုလို့ပြောတာဒါမင်းနေဇက်ပြောင်းมาတဲ့ဟုတ်လားအေးဘသူဇက်လဲဆိုတော့ဇက်လဲဗဒမြာကွန်တီဇက်มาတဲ့ကွန်တီကလည်းထွက်ကန်တာဗျာအဲ့ကောင်ဟာအကိုနဲ့မကနိုင်တော့ဘူးတဲ့ကျွန်တော်ရုပ်ကျွန်တော်ရင်နေတဲ့သူ့ရုပ်ကျွန်တော်ရင်နေအသားကြီးဆိုလဲဗျာတဲ့အကိုနဲ့ကျွန်တော်နဲ့က level ချင်းတူပေမဲ့ကျွန်တော်ကတော့နည်းနည်းဖြူသေးတယ်တဲ့ဘယ်လိုပဲဖြစ်အသားကြီးပဲကြည့်မလားရုပ်ရည်ကြည့်မလားအရက်မောင်းကိုကြည့် body fracture ကိုကြည့်မလား तू ကဘောတိတ်မကန်တဲ့ဘူးတဲ့ကျွန်တော်ကလက်ရွေးစီရင်နဲ့အဲ့လိုပြောတာလာမယ့်နေ့ကိုတဲ့ကျွန်တော်အမေရတဲ့အဲ့ဒီကျောင်းပေးရဘုံကျောင်းပေးရသူ့ရဲ့အိမ်လေးရှိတယ်လေအဲ့ဒါလေးကိုရောင်းပြီးတော့ထောင်ပါတဲ့ကြည့်နေလိုက်တယ်ကျွန်တော်ကဇက်ပြောင်းပါတဲ့ဟုတ်လားအဲ့လိုပြောတာဇောက်ထိုးအဲ့ထွက်ကန်တာပဲကန်လိုက်ဒီလေအမလီအကူရတဲ့ကျွန်တော်ဟိုတဲ့ဘလို့ပဲပြင်ညာကြီးတတ်မှတ်တာမဟုတ်ဘူးတဲ့ကျွန်တော်ကရုပ်ရှင်နဲ့ဗီဒီယိုပြုဆောင်ကန်နေပလက်ဆိုကျွန်တော်ကပင်းတိုင်းနဲ့အဲ့လိုပြောတာသူကရုပ်ရှင်ကားကြီးတဲ့မင်းတို့ဟိုကလည်းရုပ်ရှင်ကားကြီးဘယ်လောက်ရိုက်ရဘူးလို့လဲတဲ့ဒီတော့ရုပ်ရှင်အေးအဲ့ဒါကိုပြောတာပေါ့ကျွန်တော်ရွှေထူးနဲ့ရိုက်ထူးတယ်ဗျာတဲ့စဉ်းစားကြည့်တယ်ကျွန်တော်မြင့်မြတ်နဲ့ရိုက်ထူးတယ်ဗျာတဲ့အဲ့လိုပြောတာလာမင်းနဲ့ဇက်ပြောင်းပါတဲ့သူရတဲ့မြားကွန်တီကိုပဲလေဟုတ်လားဗဒမြားကွန်တီရမင်းသားသူတို့နှစ်ယောက်ကခေါင်းဆောင်လူရှင်တော်တွေအဲ့လိုပြောပြီးကိုစမ်းပွင့်လဲအဲ့တိုင်းပဲငါတေတော့မှာဟုတ်တယ်အခုဟုတ်တယ်အဲ့ဒီဇက်ကိုအုပ်ချုပ်မှာကိုဖြိုးအခုအဲ့စကားရညီလေးလို့ကတော့ပြန်ပြီးလို့အခုအဲ့စကားကိုအုပ်ချုပ်မှာသူတဲ့အဲ့ဒီစကားတဲ့ဟိုငါရှိလို့အောင်မြင်တာတဲ့ပြိတ္တကတဲ့အောင်စုပြိတ္တတော့ငါပြိတ္တတော့အဲ့ဒါမှန်ပဲလေအဲ့လိုပြောရပါပြီတော့ပြီးတဲ့ခေါင်းဆောင်ဘယ်နဲ့စင်ပြေနေအဲ့ရုံမလို့ဒီကကိုတတ်တယ်တိတ်ဒီလေးအဲ့လိုပြောတာဒီလေးစဉ်းစားကြည့်ဒီလေးကျွန်တော်နောက်ဆုံးကြတော့မဖြစ်တော့လေဆိုတော့ဘာဖြစ်လဲတောင်းပြမလက်တော်ရီကြားထဲမှာပြောဝင်းနေတဲ့ရွှေရင်းသားလေးအဲ့ဒါကိုပြောတာစိတ်မကောင်းစရာဆိုပေမဲ့ကောင်းပါတယ်ဘယ်လိုလဲဇက်တန်သွားတာဗောဇက်တန်ရုံနဲ့မကောင်းဘူးဒီမှာအဲ့ဒီမှာမင်းသားတွေကမှဒီမင်းသားတွေကိုဒီလေးဒါမင်းတို့တို့ထွက်ရင်ငါတို့နှစ်ယောက်နေရရပြီအဲ့ဒီပြောတာခေါင်းဆောင်မင်းသားခင်ဗျားတို့တွေကိုမရှိလေဘာဖြစ်ကျွန်တော်အားကိုးတယ်ဒီလိုကျွန်တော်အားကိုးတယ်သူနဲ့မှဒီကောင်လေးချောင်းသားတို့ဝင်ဆောင်လို့လိုက်ပို့ဘေးတို့ဘသူနဲ့မှမတူတဲ့နေကျွန်တော်ပို့ပို့မှာရေဝရိုးငါပြတ်မှာပဲနှမတော်ရဲ့အောင်သမီးလေးကနာမည်ကြီးလို့နော်ဒီလိုတယောက်ကိုခေါင်းဆောင်တင်မှာတဲ့မှတ်တာအဲ့ဆိုရင်မင်းသမီးတွေအများကြီးခေါ်ပေးမယ်နော်ခင်ဗျားတို့နှစ်ယောက်ကခေါင်းဆောင်မင်းသားတွေဆိုတယောက်ကို10လက်ခေါ်ပေးမယ်KTV ကမာဆက်ကဇက်နာမည်ရွေးပြီးသွားပြီသူတို့ဇက်နာမည်ရွေးပြီးသွားပြီဘယ်လိုပြောရွှေရွှေဖာနန်းတဲ့ပဲဟာဒီလေးက